ငလျင်ဘဲတဲ့နော်ပြည်သူတွေအတွက်ကုသိုလ်လုပ်ပေးနေတာပါလို့နော်မောင်နေတော့ကနေပြီးတော့အလွန်မြန်လို့စရာကောင်းတဲ့ကေကိုရုံးတုံးပြီးတော့သာသနာ့ဘောင်ကိုဒိဋ္ဌာန်နဲ့ငလျင်ဘဲတဲ့ကြတဲ့ပြည်သူတွေကုသိုလ်ရပါစေဆိုပြီးကုသိုလ်ပြုပေးတာပါလို့ဆက်ကြရမှာနော်ဒါဦးစင်းရဲ့ဖေရပေါ့